တောင်ကိုရီးယားရဲ့ဇီဝစက်ရုံတစ်ခုကနေစတင်ခဲ့တာကလွဲပြီးဘာမှမသိရသေးတဲ့ဒီမျိုးမြင့်မသိဖိုင်ရဟာတောင်ကိုရီးယားနိုင်ငံတစ်ခုလုံးကိုပြန့်နှံ့နေပြီဖြစ်ပါတယ်။အင်တာနက်မှာပြန့်နှံ့လာတဲ့သတင်းတစ်ခုအရတောင်ကိုရီးယားရဲ့ကျွန်းတွေတစ်ခုမှာလုံးဝလုံခြုံတယ်လို့လူတွေထင်နေကြပြီးပြောင်းရွှေ့နေကြပေမဲ့တကယ်တော့ဘယ်နေရာမှမလုံခြုံတော့ပါဘူး။ဒါပေမဲ့အစိုးရရဲ့အကူအညီနဲ့ဂျပန်ကျွန်းတွေတစ်ခုကိုလိုက်လံပို့ဆောင်ပေးမဲ့တင်မော်စည်းဘော်ကိုကူးစက်မခံရသေးသူတွေကတိုးဝှေ့တက်နေကြပြီးကျောင်းစုတို့မိသားစုတွေလိုက်ပါလာကြပါတယ်။တင်မော်ထွက်လို့နိုင်နေငယ်ကြအမဖြစ်သူစီကိုကျောင်းဆွရောက်လာပြီးဂျပန်ရောက်ရတော့မဲ့အချိန်ဘာလို့ခုထိမရောက်ရသေးတာလဲလို့မေးနေချိန်စစ်သားတယောက်ရောက်လာပြီးတင်မောကဟောင်ကောင်ကိုလမ်းကြောင်းပြောင်းသွားပြီလို့သတင်းလာပို့ပါတယ်။ထိုတင်မောကြောင့်တခုခုသွားကြည့်အောင်မယ်ဆိုကအမဖြစ်သူတို့ကိုအခန်းထဲမှာထားခဲ့ပြီးအထက်လူကြီးစီကိုလမ်းကြောင်းပြောင်းသွားတယ်ဆိုတဲ့သတင်းသွားမေးကြည့်ရာထိုင်ကုန်မှသာပြန်ထိုင်နေဖို့ပြောခံလိုက်ရပါတယ်။ထို့အချိန်စစ်သားတယောက်အသေးအတန်ရောက်လာကအောက်ထပ်မှာကူးစက်ခံထားရသူတို့ရှိနေပြီဖြစ်ကြောင်းသတင်းလာပို့ပါတယ်။ထိုစကားကြားကြချင်းကြောင်းဆိုလဲအမဖြစ်သူတို့ရှိရအခန်းစီကိုပြေးသွားခဲ့ပေမဲ့အခန်းတစ်ခုလုံးမှာကူးစက်ခံထားရသူတွေပြည့်နေပြီပဲဖြစ်ပါတယ်။အမဖြစ်သူကတော့ကူးစက်ခံထားရတဲ့သားကိုဖွေးဖက်ရင်းဝမ်းနည်းမှုတွေနဲ့သားကိုအားပေးနေရပါတယ်။ကြောင်းဆိုကဘေးလွရာကိုပြေးဖို့အမဖြစ်သူကိုအတင်းခေါ်နေပေမဲ့အမဖြစ်သူကတော့ဇွန်ဘီအကိုက်ခံလိုက်ရတဲ့သူ့ရဲ့သားဖြစ်သူကိုမထားခဲ့နိုင်တာကြောင့်အခန်းထဲမှာပဲနေခဲ့ဖို့ဆုံးဖြတ်လိုက်ပြီးမိခင်တယောက်ရဲ့မြတ်တာကတေးရင်တရားတဲ့ပုံမကြီးမားနေခဲ့ပါတယ်။ကျောင်းစုကတိုးဝေးတောင်းကျမ်းလာတဲ့ဇွန်ဘီတွေကိုအသေးအတန်တိုက်ခတ်ရင်းအခန်းဝါးကနေအမဖြစ်သူရဲ့အဖြစ်ကိုဘာမှမတတ်နိုင်တော့ပဲရင်နာနာနဲ့ကြည်နေခဲ့ရပြီးဒါသူ့ဘဝမှာအဆိုးဝါးဆုံးနဲ့အကူကြီးမဲ့သောခိုက်တန်လည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းအပြင်ကနေကူးစက်ခံထားရတဲ့မိမဖြစ်သူစီကိုအပြေးလွှားလာနေတဲ့သူကိုကျောင်းစုကရင်နာနာနဲ့တားဆီးပြီးတကားကိုအတင်းပိတ်ပစ်လိုက်ရပါတယ်။နောက်ဆုံးမှာတော့အသက်ရှင်ကျန်ရည်သူ2ယောက်သားတယောက်ကိုတယောက်ဖလဲတကင်းဖတ်ထားကြပြီးဗီသားစုဝင်တွေကိုဆုံးရှုံးလိုက်ရတဲ့ရင်ခွဲမတက်ပူဆွေးမှုတွေမျက်ရည်တွေကိုအပြန်အလှန်ဖလဲရင်းငိုကြွေးနေကြရပါတယ်။ ဗိုင်းရပ်စ်ဆိုးကြီးဖြစ်ပွားပြီး၄နှစ်အကြာမှာတော့ကျောင်းစုကဟောင်ကောင်မှာပဲတရားမဝင်ဒုက္ခသည်အဖြစ်တောင်းတင်နေပါတယ်။လူရောမတို့ပဲဘွားကိုအတိတ်ပဲမဲ့တော့ဖျက်ဆီးနေရတဲ့သူကိုတရက်မှလူမိုက်အဖွဲ့တစ်ဖွဲ့ကလာရောက်ခေါ်ဆောင်သွားပါတယ်။ဂိုင်းရုံရုံးခန်းထဲကိုအရောက်မှာတော့သူ့တဲ့အရင်ရောက်နေတဲ့ဦးလေးဖြစ်သူကိုမမျှော်လင့်ပဲတွေ့လိုက်ရလို့ကျောင်းစုတယောက်အံ့ဩမင်တက်သွားခဲ့ရပါတယ်။ခဏအကြာမှာတရုတ်ဂိုင်းကောင်းတော်ရောက်လာပြီးသူတို့ကိုအရေးဆွမ်းရမယ့်ကမ်းလှမ်းချက်တစ်ခုပေးပါတယ်။အဲ့ဒါကတော့ကျောင်းစုတို့ဆွန့်ခွာခဲ့တဲ့ကိုရီးယားကျွန်းတွေပေါ်မှာအမေရိကန်ဒေါ်လာ30တင်ထားတဲ့ထရက်ကားတစ်စီးပိတ်မိနေပြီးအဲ့ဒီကားကိုပြန်မောင်းယူလာပြီးရင်တယောက်ကိုဒေါ်လာ1.5တန်းခွဲပေးမယ်လို့ကမ်းလှမ်းလိုက်တာပဲဖြစ်ပါတယ်။ဘာမှမရှိတဲ့ဒုက္ခတွေအတွက်တော့ဒါဘဝပြောင်းလဲပေးနိုင်မယ့်ငွေပမာဏပါပဲ။ကျောင်းစုကကျွန်းတွေကိုပိတ်ဆို့ထားတဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေရဲ့စစ်တပ်တွေနဲ့ကျွန်းပေါ်ကဖုတ်ကောင်တွေကိုဘလို့ဖျက်ချော်ရမလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။ဂိုင်းကောင်းဆောင်ကတော့စစ်တပ်အဆောင်တွေကိုငွေပေးပြီးလမ်းကြောင်းရှင်းထားမှာမလို့စိတ်မပူရန်နဲ့အဓိကအချက်နေတဲ့ဖုတ်ကောင်တွေကညဘက်ဆိုရင်အလင်းရောင်မရှိလို့မျက်စိမမြင်ရတဲ့အကန်းတွေဖြစ်သွားပြီးအတန်ကိုပဲအမိပြုတ်နိုင်တာကြောင့်ညဘက်လှုပ်ရှားရန်အဆင်ပြေကြောင်းလှုပ်ဝက်ချက်ကိုပြောပြလိုက်ပါတယ်။ဟောင်ကောင်မှာဒီတိုင်းဆက်နေလေအသက်ရှင်ရုံကလွဲလို့လူရမဝင်တဲ့ဘဝမှုကျောင်းစွတ်နဲ့ဦးလေးဖြစ်သူတို့အဖွဲ့ဟာစွန်သားရကြုံတဲ့ဒီကမ်းလှမ်းချက်ကိုလက်ခံလိုက်ပြီးတင်မင်းတမန်ကိုရီးယားကျွန်းရွက်စီကိုညဘက်ကြီးပြန်လဲချေချဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီနောက်မှာတော့ညဘက်ချက်ချင်းပဲတရုတ်ကိုင်းဘက်ကစီစဉ်ပေးတဲ့တင်မောဟာသူတို့သွားရမယ့်ကျွန်းဆွယ်အနီးကိုရောက်ရှိလာပါတယ်။ခေါင်းဆောင်ဖြစ်သူကကျောင်းစုတို့အဖွဲ့ကိုဆက်သွယ်ရေးအတွက်ဂျိုဒူဖုန်းတစ်လုံးပေးအပ်ပြီးအရေးကြီးတဲ့သတင်းအချက်အလက်တစ်ခုမှာကြားလိုက်ပါတယ်။မင်းတို့ကိုချပေးပြီးတာနဲ့ငါတို့ကပင်လယ်ထဲမှာ3ရက်ပဲစောင့်မှာမလို့အလုပ်ကိုအမြန်မြန်ဆုံးသက်ဆိုပြီးအချိန်ကတ်သက်ပေးကထွက်ခွာသွားပါတော့တယ်။ကျောင်းစုတို့အဖွဲ့ဟာတင်မောဘော်ကနေတဆင့်အသက်ကလေးသေးသေးလေးနဲ့ကမ်းခြေကိုလှိုးဝှက်စွာစိုက်ကပ်ခဲ့ပါတယ်။မြို့တွေကလမ်းမတွေပေါ်ရောက်တဲ့အခါသူတို့ကိုစောင့်ကြိုနေတာကတော့ဖျားသခင်စွန့်ပစ်လိုက်ပြီးလို့ရေးထားတဲ့စာတမ်းတွေနဲ့အတူလုံးဝတိတ်ဆိတ်ခြောက်ကပ်ပြီးစုပ်ပြတ်တက်နေတဲ့မြို့ကြီးပဲဖြစ်ပါတယ်။လူသားတွေရဲ့အရေးအယောင်လုံးဝမရှိတော့ပဲတေချင်းတရားရဲ့အငွေသက်တွေကလွှမ်းမိုးနေပါတယ်။ဒီတိုင်းလမ်းလျှောက်ရင်အချိန်မီမှမဟုတ်တာကြောင့်အဖွဲ့ဝင်တယောက်ကလမ်းဘေးမှာစွန့်ပစ်ထားတဲ့ကားတွေကသုံးလို့ရမယ့်ကားတစ်စီးကိုပါးနှက်စွာရှာဖွေပြီးဆက်နှုတ်လိုက်ပါတယ်။ကားရသွားတာနဲ့သူတို့ပန်းနိုင်ဖြစ်တဲ့ဒေါ်လာတန်းကြီးတန်နဲ့ထွက်ကားကြီးကိုရှာဖွေဖို့အတွက်အမောင်လူတွေကိုဆက်လက်မောင်းနဲ့ထွက်ခွာလာခဲ့ကြပါတယ်။လန်ဒန်ရအရောက်မှာတော့ပုံစံတူထရက်ကားတစ်စီးကိုမြင်တာနဲ့ကားကိုရပ်လိုက်ပြီးကျောင်းစုကတယောက်တည်းသွားကြည့်မယ်ဆိုကအသည့်အနေထားနဲ့ကားစီကိုချင်းကပ်လိုက်ပါတယ်။ဒါပေမဲ့ရှာရမယ့်ကားက6431ဖြစ်တာကြောင့်ရှာနေတဲ့ကားဟုတ်မဟုတ်နံပါတ်ကိုစစ်ကြည့်ရဟုတ်မနေတာကြောင့်ပြန်လည်ဆုတ်ခွာမယ်အလို့ဘေးကမှန်တကားကိုမတင်ကားလို့စစ်ကြည့်လိုက်ရာဇွန်မီတွေအပြည့်ဖြစ်နေတာကြောင့်ကားစီကိုပဲအမြန်ဆုတ်ခွာလာခဲ့လိုက်ပါတယ်။ဒီလိုနဲ့သူတို့အဖွဲ့ရှေ့ဆက်လာခဲ့ပြီးဂုံတရာတစ်ခုပေါ်ကနေထရက်ကားတစ်စီးကိုမြင်တာနဲ့ထိုကားရှိရာကိုဖြင်းချင်းစွာမောင်းနှင်လာခဲ့လိုက်ပါတယ်။ကားကိုစစ်ကြည့်တော့နံပါတ်လဲတူနေတာမလို့အထဲကိုဖွင့်ကြည့်လိုက်ရာဒေါ်လာတွေအပြည့်ပြည့်ထားတဲ့အိတ်ကိုမြင်တာနဲ့ထိုကားတေချာသွားပြီမလို့ကားကိုမောင်းလာခဲ့မယ်လို့စဉ်ခေါင်းကန်းထဲမှာလူသေးအလောင်းတစ်လောင်းတွေ့တာနဲ့ဖယ်ထုတ်လိုက်ရပြန်ပါတယ်။အလောင်းကဇွန်မီဖြစ်နေတာကြောင့်တနက်နဲ့ကိစ္စတုံးပေးလိုက်ရပြီးကားပေါ်တက်မဲ့အချိန်အမောင်လူတွေကနေတနက်တန်ကြောင့်ဇွန်မီတွေအများအပြားထွက်လာပြီးသူတို့ကိုစားတင်တိုက်ခိုက်ကြပါတယ်။ကျောင်းစုတို့လည်းဇွန်မီတွေကိုပြန်လဲတိုက်ခိုက်ပြီးပတ်စတင်ထားတဲ့ကားကိုအတင်းမောင်းယူထွက်ပြေးလာခဲ့ကြရပါတယ်။
အဖွဲသားတွေလည်းလွယ်လွယ်ကူကူနဲ့ယူလာနိုင်ခဲ့ပြီမလို့ဟိုရောက်ရင်ချမ်းသာတော့မယ်လို့တွေးနေချိန်နောက်ကမီးကြီးတွေနဲ့လိုက်ပစ်တာခံရပြီးကားရက်လိုက်ရပါတယ်မီးကြီးရဲ့အလင်းကြောင့်ဇွန်မီတွေထွက်လာနေပြီမလို့ကားကိုလီဘာကိုနင်းပြီးမောင်းနေချိန်လမ်းပေါ်မှာလည်းဇွန်မီတွေပြေးလာပြီးရှောင်းတင်းရင်ရှေ့မှာရပ်ထားတဲ့ကားနဲ့တိုက်မိကဂျောင်းဆုကရှေ့ကိုလွှင့်စင်ကျသွားပြီးကျန်တဲ့သူတွေကကားထဲမှာပိတ်မိနေပါတယ်ဂျောင်းဆုလည်းသတိပြန်ကပ်ကကြီးကုံတဲ့ဒီဇွန်မီတွေကိုတိုက်ခိုက်ပေးနေပြီးဦးလေးဖြစ်သူကတော့ထွက်ကားနောက်ကန်းထဲကိုပြေးဝင်ပုံလိုက်ပါတယ်ကြီးကုံသွားတဲ့ဂျောင်းဆုကလည်းလက်ပလာနဲ့သာခုခံနေချိန်ဘေးကကားတစ်စီးရောက်လာပြီးမသေးချင်ရင်တက်ဆူကသူ့ကိုကားနဲ့ကယ်ထုတ်သွားခဲ့ပါတယ်လမ်းပေါ်မှာတော့ဖုတ်ကောင်တွေပြည့်နေပြီးကားကိုဖိုက်တာလိုမောင်းနေတဲ့ကောင်မလေးကြောင့်ဂျောင်းဆိုလဲကားနောက်ခန်းထဲမှာစကောတဲ့ဇီးသီးထဲလေသူတို့လှိတ်ခံနေရပြီးလိုက်ပါလာကမြေရောက်လိုင်ကူပေါက်တစ်ခုရောက်မှာတော့အထဲမှာဖုတ်ကောင်တွေပြည့်နေပြီးမောင်းလို့မရတော့တာကြောင့်ကားကိုဆက်သက်လိုက်ကပြေးပြေးချင်းဝင်လာလိုက်ပါတယ်ဘေးကကလေးမလေးကမီးရောင်စုံလင်းနေတဲ့ရမိုကားလေးကိုမြေပြင်ပေါ်ကိုချကဖုတ်ကောင်တွေကိုထိုကားနောက်လိုက်ရမြားခေါ်လိုက်ပါတယ်အစီအစဉ်အတိုင်းဖုတ်ကောင်တွေလည်းထိုကားနောက်ကိုလိုက်လာပြီမလို့အမားကတော်တယ်လို့ချီးကျူးနေချိန်ကားကဂဲလုံးတစ်လုံးကိုတိုက်မိကမှောက်သွားခဲ့ပြန်ပါတယ်ခဏအကြာမှဖုတ်ကောင်လေးလက်နဲ့တိုက်မိပြီးပြန်မောင်းလို့ရလာတဲ့ကားကိုအဝေးဆုံးကိုမောင်းကဖုတ်ကောင်လေးကိုလမ်းကြောင်းရှင်းနိုင်ပြီးသူတို့ပုံးကိုရာစီကိုအနေကင်းကင်းမောင်းလာနိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဒေါ်လာတန်းကြီးတင်ဆောင်ထားတဲ့ကားကြီးရဲ့ပတ်လည်မှာစာလောင်မွတ်သိနေတဲ့ဖုတ်ကောင်အိုကြီးကတားကောင်ကိုအမဲလိုက်ဖို့ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။အထဲမှာပိတ်မိနေတဲ့ဂျောင်းဆွဦးလေးကတော့ကြောက်လန့်နေချိန်မီးရောင်စုံတွေတက်ထားတဲ့ကြော်ညာကားတစ်စီးကဖုတ်ကောင်လေးကိုမြှားခေါ်သွားကထိုကားစီကိုလက်နက်ကင်အဖွဲကရောက်လာခဲ့ပါတယ်။ကျောင်းစုတို့အဖွဲ့တွေကအမျိုးသမီးကတော့အသက်မရှိတော့ပဲနောက်ထပ်အမျိုးသားတယောက်ကသူ့ကိုကယ်ပါလို့ပြောနေချိန်လက်နက်ကအဖွဲ့ခေါင်းဆောင်ကတန်ကြွနေပဲအဆုံးသက်ကသူတို့ရဲ့မကောင်းဆိုးဝါးဆန်တဲ့လိုအပ်ချက်တွေရှိရာကိုမောင်းနှင်သွားပါတယ်လက်နက်ကင်အဖွဲ့ကလူသူကင်းမဲ့ပြီးခြောက်ခြားစရာကောင်းတဲ့မျိုးပြကြီးကိုဖျက်ချော်ကသူတို့ရဲ့အခြေစိုက်စခန်းရှိရာကိုပြန်လည်ရောက်ရှိလာကြပါတယ်ဒီစကန်ကတော့ဖုတ်ကုံတွေအုပ်စုလိုက်မဝင်နိုင်အောင်အကာအရံတွေအထက်ကပြုတ်လို့ထားပြီးလက်နက်ကင်အဆောင်တွေအပြည့်တက်ဆွဲကမကောင်းဆိုးဝါးတွေခိုလုံရနေရာတစ်ခုပဲဖြစ်ပါတယ်စခန်းကိုရောက်ရောက်ချင်းပဲအဖွဲ့ကောင်းဆောင်ဖြစ်သူကတော့သူတို့တွေရိတ်ခါတွေအများကြီးတည်ဆောင်လာခဲ့ပြီမလို့စူလက်အနေနဲ့တူနာငါးတပူးပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါပေမဲ့တာဝန်ခံကအထက်ပိုကြီးကိုဒီအကြောင်းသတိပေးရအောင်မယ်လို့တင်းတင်းမာမာပြောနေတာကြောင့်နှစ်ယောက်သားတယောက်တစ်ခွန်းစကားပြောပြီးတင်းမာမှုတွေဖြစ်နေကြပါတယ်အချင်းချင်းအခြေတင်စကားများနေစင်မှာပဲသူတို့လူရက်မောင်းနေလာတဲ့ထရက်ကားရဲ့အနောက်ဘက်ကနေတချက်ချက်ထူးဆန်းတဲ့အတန်တကူထွက်ပေါ်လာတာကြောင့်လူအားလုံးရဲ့အာရုံကကားစီကိုရုတ်တရက်ရောက်ရှိသွားကြပါတယ်အဖွဲ့ဝင်တယောက်ကတနက်နဲ့အသင့်ပြင်ပြီးကားတကားကိုအသားရဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာဖုတ်ကောင်တွေရန်ကနေပုံအောင်နေတဲ့ဂျောင်းဆိုးရဲ့ခဲကိုဖြစ်သူပိတ်မိနေတာကိုမမျှော်လင့်မဲတွေ့ရှိသွားကြပါတယ်အဖွဲ့မှုကတော့သူ့ကိုလူသားရိုင်းနေတဲ့သွေးစွန်းသောကစားကွင်းရှိရာကိုသာဖမ်းခေါ်ဆောင်သွားဖို့သွေးနဲ့အမိန်ပေးလိုက်ပါတော့တယ်လူအားလုံးကတုံဝမ်းကိုခေါ်သွားပြီးကစားကွင်းရှိရာကိုထွက်ခွာသွားကြတဲ့အခါကားနားမှာကိုတော်မူစာချင်းဝမ်တယောက်ပဲတီးတဲ့ကြံရခဲ့ပါတယ်သူကကားပေါ်မှာဘာတွေပါလာသေးလဲဆိုတာကိုအိတ်တွေကိုတစ်ချက်ချင်းဇစ်ဆွဲပြီးစစ်ဆေးကြည့်လိုက်တဲ့အချိန်မှာတော့အစီရီထည့်ထားတဲ့အမေရိကန်ဒေါ်လာတန်းချီတာနဲ့ငွေတုပ်ကြီးတွေကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာတော့ကိုတော်မူကမမျှော်လင့်မဲ့ရရှိလိုက်တဲ့ရတနာတိုက်ကြီးကြောင့်မျက်လုံးစုံပြူသွားပြီးနေရာမှာနဲ့အော်မင်သက်သွားရပါတယ်။တစ်ဖက်မှာတော့ကျောင်းစုဟာမျိုးပြကြီးရဲ့အိမ်ဟောင်းတစ်လုံးတွင်းမှာခေါင်းတကိုင်းကိုင်းနဲ့ပြန်လည်သတိရလာပါတယ်။ခဏအကြာမှာတော့ကလေးတွေရဲ့အမေဖြစ်သူအခန်းထဲကိုပြန်လည်ရောက်ရှိလာပြီးကျောင်းစုကိုစူးစမ်းတဲ့မျက်လုံးတွေနဲ့ဒါဘာတူလဲလို့မေးမြန်းလိုက်ပါတယ်။တမိဖြစ်သူကလည်းအခြေအနေကိုပါနှက်စွာနဲ့အဖွဲ့631ကလူတွေရဲ့ဖမ်းဆီးတပ်ဖြတ်တာကိုခံရတော့မှမို့တမိတို့ကကဲလာတာဖြစ်ကြောင်းအမေဖြစ်သူကိုဒေချာရှင်းပြလိုက်ပါတယ်။အသက်ဘေးကနေလွတ်မြောက်လာတဲ့ကျောင်းစုကသူ့ကိုအတင်းလိုက်လက်အမဲလိုက်နေတဲ့အဖွဲ့631ဆိုတာဘာလဲလို့စိတ်ဝင်စားပြီးမေးမြန်းကြည့်ပါတယ်။ကလေးမေကတော့ထိုအဖွဲ့ရဲ့စိတ်မကောင်းစရာအတိတ်အကြောင်းကိုစတင်ရှင်းပြပါတယ်။ဒီအဖွဲ့ကအရင်ပိုင်းရဲ့စပစ်တုန်းကအရက်သားတွေဝင်းညာပေးခဲ့တဲ့အရက်သားကေတွေအဖွဲ့တစ်ဖွဲ့အဖြစ်တမိုင်းကောင်းခဲ့ဘူးပါတယ်။အစာပိုင်းမှာတော့သူတို့ဟာမျှော်လင့်ချက်အပြည့်နဲ့အပြစ်မကဘာစီကိုကဲတင်ဖို့တောင်းဆိုတဲ့ SOS အချက်ပြမှုကိုအသေးအတန်ပေးပို့ခဲ့ကြပါသေးတယ်။ဒါပေမဲ့အပြင်ကဘာကသူတို့ကိုပြစ်ပယ်ထားပြီးနှင်းနှင်းကကြာလာတဲ့အခါမှာတော့ဘယ်သူမှကဲမှာမဟုတ်တော့ဘူးဆိုတဲ့အသည့်နဲ့အတူသူတို့အားလုံးလက်လျှော့လိုက်ကြပါတော့တယ်။ရိတ်ကပြက်လက်မှုအထီးကျန်မှုနဲ့တေချင်းတရားတွေကြားမှာစစ်တပ်ဆန်လာတဲ့ဒီစစ်တပ်ဟာအသက်ရှိကြံရည်သူအရက်သားတွေကိုကဲတင်မဲ့အစားအပျော်သဘောနှိပ်စက်တက်ဖြတ်တတ်တဲ့လူမဆန်တဲ့မကောင်းဆိုးဝါးအုပ်စုဖြစ်သွေးအေးစွာပြောင်းလဲသွားခဲ့ရကြောင်းကျောင်းစုတယောက်ရင်နာစွာနဲ့သိလိုက်ရပါတော့တယ်။တစ်ဖက်မှာတော့စကားအတွင်းက၎င်းရဲ့ရုံးခန်းထဲမှာအဖွဲ့6-3ရဲ့အထက်ခေါင်းဆောင်ဗိုလ်ကြီးဟာမျောလင့်ချက်လုံးဝကင်းမဲ့နေပြီးစိတ်ပြက်လက်ပြက်နဲ့ကိုတေးရောင်းကြံစီဖို့မောင်းခလုတ်ကိုမဆွဲခင်လက်တလုံးအလိုမှာပဲဂိုတော်မှုကအခန်းထဲကိုအလောတကြီးဝင်ရောက်လာတာကြောင့်ဗိုလ်မှူးလည်း၎င်းရဲ့အစီအစဉ်ကိုမလုပ်တော့ဘဲရပ်တန့်လိုက်ရပါတယ်။ကိုတော်မူကစကန်ထဲမှာအလွန်ရှားပါတဲ့ဘလက်လေးရဲ့ဝီစကီတစ်လုံးကိုဗိုလ်ကြီးအတွက်လက်ဆောင်အဖြစ်တည်ယူလာပြီးလှုပ်ဝက်ချက်တစ်ခုကိုစတင်ဖောက်တယ်ချပါတော့တယ်။သူကအပြင်ကိုကင်းလက်ထွက်သွားတဲ့အဖွဲ့ဟာရိတ်ခါတွေမကပဲထွက်ကားတစ်စီးကိုပါလူရဲယူဆောင်လာခဲ့ကြောင်းနဲ့အဆိုပါထွက်ကားပေါ်မှာဒေါ်လာတွေအများအပြားအပြည့်စုံပါလာတယ်ဆိုတဲ့သတင်းကိုလေတံတူးတူးနဲ့တွေးတိုးပြောချလိုက်ပါတယ်။ဒီသတင်းကိုကြားရုံနဲ့တင်ဗိုလ်ကြီးရဲ့မျက်လုံးတွေကအသက်ဝင်လာပြီးကားရှိရကိုတော်တွေကိုချက်ချင်းပြေးသွားကြည့်ပါတော့တယ်။သူ
သူဟာကားနောက်ခန်းထဲကဒေါ်လာတွေအစီအထဲထားတဲ့အိတ်ကိုတွေးလိုက်ရတယ်လို့အိတ်ကြားထဲကတရုတ်ခိုင်းသားတွေပေးလိုက်တဲ့ဂျိုဒူဖုန်းတစ်လုံးကိုပါမထင်မှတ်ပဲရှာဖွေတွေ့ရှိသွားပါတယ်ဘိုးကြီးကဖုန်းကိုကောက်ကွယ်လိုက်ပြီးခေါ်ဆိုလိုက်တဲ့အခါမှာတော့တစ်ဖက်ကတရုတ်ခိုင်းကောင်းဆောင်ကကျောင်းစိုးတို့အဖွဲ့ထင်မှတ်ပြီးပတ်စံတွေရပြီးပြီလားပတ်စံကားကိုသာအင်ဂျိုးစိတ်ကန်းကိုအရောက်မောင်းလာပေးနိုင်ရင်ရမယ့်ဒေါ်လာ30တဲကတဝက်တိတိပေးမယ်လို့တွေးဆောင်ပြောချကဖုန်းချလိုက်ပါတော့တယ်အဖွဲ့63ရဲ့စကန်ရဲ့အမောင်မိုင်ဆုံးနေရာဖြစ်တဲ့ကစားကွင်းထဲမှာတော့အသက်ရှင်ကြံရည်သူအရက်သားတွေဟာလူရိုက်နေတဲ့ဖျော်ဖြေရေးသားကောင်ဖြစ်နေကြရပါတယ်ဒီကစားကွင်းရဲ့စီကံကတော့ရိုးရှင်းပါတယ်အချိန်တိုင်းတော့တခုသတ်မှတ်ပေးထားပြီးအဆိုပါအချိန်တွင်းမှာတောင်းကျမ်းနေတဲ့ဇွန်မီဒီရဲ့ရန်ကနေအကိုက်ပခံရအောင်အသေးအတန်ပြေတော့ရုန်းကန်ရမှာဖြစ်ပါတယ်အချိန်စတင်ကြောင်းအချက်ပေးတဲ့မီလာတာနဲ့တန်လောင်အင်းတွေပွင့်သွားပြီးဇွန်မီဒီကတားကောင်တွေကိုအုံကနေပြေးဝင်လာကြပါတော့တယ်ကွင်းမော်ကနေကြည်နေတဲ့စစ်သားအကြမ်းပဒန်းတွေကတော့အောက်ကလူတွေအသက်လူပြေးနေရတာကိုသွေးစာနဲ့အော်ဟေးရေမောလောင်းကျတဲ့ကြည့်ရှုနေကြပြီးတတ်မှတ်ထားတဲ့သေမင်းတမန်မိနစ်အနည်းငယ်ပြေးသွားတဲ့အခါမှာတော့ဇွန်ဘီတွေကိုမီးမောင်းတွေအတန်တွေသုံးပြီး၎င်းတို့ရဲ့အခန်းထဲကိုအတင်းပြန်မောင်းထည့်လိုက်ကြပါတယ်ဒီငရဲပွဲကနေကံကောင်းထောင်းမောင်းတာအသက်ရှင်ကြံရတဲ့သုံးပန်းတွေဟာနောက်တစ်ချိန်ဘယ်တော့ပြန်လဲအမဲလိုက်ခံရမလဲဆိုတဲ့ကြောက်စိတ်တွေနဲ့တုံရင်နေရင်၎င်းတို့ရဲ့အမောင်ကန်းတွေကိုကိုလေးပြန်တက်သွားကြရပါတယ်ကစားကွင်းကလွတ်လာတဲ့သူတွေအတွက်ကတော့ပေးတဲ့ဆုလက်ကအာဟာရဖြစ်မဲ့အစားအစာမဟုတ်ပါဘူးအသက်ဆက်ယုံနဲ့လောင်းကားယုံပေးထားတဲ့မလောင်းမငါခေါဆွဲကြောက်တွေကိုအလူရက်စားတော့နေကြရပါတယ်။အဖွဲ့63ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုသိရှိသွားတဲ့ကျောင်းစုဟာကလေးမေမင်းကျော်တို့ရဲ့မိသားစုတွေကိုဒီကျုံးပေါ်မှာဆက်နေရင်ဘလို့မှမလိုကြုံဘူးဆိုတာကိုကောင်းကောင်းရေးမိလိုက်ပါတယ်။သူဟာမင်းကျော်တို့ကိုဒီငရဲတွင်းကနေကေထုတ်ပေးဖို့အတွက်အဖွဲ့63နဲ့လက်ထက်ရောက်နေတဲ့ဒေါ်လာတန်းကြီးတန်တဲ့ထရက်ကားရဲ့ဂျိုဒူဖုန်းကိုပြန်လည်ရယူပြီးအင်ဂျိုးစိတ်ကန်းစီကိုအတူတူထွက်ခွာဖို့အကြံပြုလိုက်ပါတယ်။ဒီအစီအစဉ်သာအောင်မြင်မင်းကျောင်းတို့မိသားစုလည်းကျွန်းပြင်ပကဘာမှာဘွားတစ်ကိုအေးချမ်းစွာစတင်နိုင်တော့မှာပါကျွန်းပေါ်ကနေမင်းကြီးတဖြည်းဖြည်းတိမ်ခွေလူနီးပါးညနေဆောင်ချိန်မှာတော့ကျောင်းဆွေးရဲ့အကြံကိုသဘောတူလက်ခံလိုက်တဲ့မင်းကျောင်းဟာကလေးနှစ်ယောက်ကိုခေါ်ယူပြီးစစ်ပြင်လိုက်ပါတော့တယ်ညဘက်ဆိုရင်ဖုတ်ကော်တွေမျက်စိမမြင်နိုင်ဘူးဆိုတဲ့အားနည်းချက်ကိုအသုံးချဖို့အတွက်သူတို့ကနေဝင်တာနဲ့တပြိုင်နက်ထွက်ခွာဖို့အသင့်ပြင်ဆင်ကြပါတယ်လက်နက်ခဲယမ်းနေနဲ့လိုအပ်တဲ့စစ်ကူပစ္စည်းတွေကိုအပြည့်စုံယူဆောင်သွားတဲ့နောက်မှာတော့မောင်မဲနေတဲ့လမ်းမပေါ်မှာကားနဲ့တူသူအေးပဲမောင်းနေထွက်ခွာလာခဲ့ကြပါတယ်။အဖွဲ့63ရဲ့စခန်းကိုချင်းကပ်လာတဲ့အမျှတနက်တန်နေနဲ့ရက်ဆက်မှုအငွေသက်တွေဟာပုံမှုပြင်းထန်လာပါတယ်။ဒီခီးကအသက်နဲ့ရင်ရမယ်အလွန်အန္တရာယ်များတဲ့ထိုးဖောက်မှုဖြစ်တာကြောင့်မိခင်ဖြစ်သူမင်းကြောင့်ဟာကလေးတွေကိုအန္တရာယ်ကွင်းမြင်တဲ့အပါမခံပဲကားထဲမှာပဲလုံခြုံစွာနေခဲ့ဖို့မှာတမ်းချွေချန်ရထားခဲ့ပါတယ်။အဲဒီနောက်မှာတော့ကလေးတွေရဲ့အနာဂတ်အတွက်ဂျကိုဂျကဲတိုက်ပွဲဝင်မှုကျောင်းစွနဲ့မင်းကျော်တို့နှစ်ယောက်တည်းသာလက်နက်ကိုကြီးကိုင်ပြီးအဖွဲ့63နဲ့စခန်းရှိရာစီကိုတိတိစိတ်ထိုးဖောက်ဝင်ရောက်သွားကြပါတော့တယ်။တစ်ဖက်မှာတော့စခန်းအတွင်းကဖုတ်ကောင်တွေပြန်ထွက်သွားလို့တိတ်ဆိတ်နေတဲ့ကစားကွင်းတွေကိုဘိုးကြီးစန်းတယောက်ခြေနှမ်းကျဲကျဲနဲ့ဝင်ရောက်လာပါတယ်။သူကစိတ်ကန်းကိုငွေနဲ့အတူတယောက်တည်းထွက်ပြေးမဲ့အစီအစဉ်ကိုစစ်သားတွေရိပ်မိမသွားအောင်သွေးနဲ့ညံစင်ပါတော့တယ်။ဘိုးကြီးကစခန်းမှာရှိသမျှစစ်သားအကြမ်းပဒန်းအားလုံးကိုစုဝေးစေလိုက်ပြီးမနေ့ကတက်ကြကြီးဝိုင်းရဲ့အဖွဲ့ဟာရိတ်ကားတွေအပြည့်ပါတဲ့ထရကားတစ်ကြီးကိုကံကောင်းစွာနဲ့လိယူနိုင်ခဲ့တယ်လို့လိန်ညာပြီးကြေညာလိုက်ပါတယ်။ကားဘောကအစားအသောက်တွေကိုအားလုံးဝေပေးလိုက်ပြီးနောက်နေ့ဆိုတာမရှိတော့သလိုမျိုးဒီညလွတ်လွတ်လပ်လပ်ပျော်ပါစားတောက်ကြစမ်းလို့အကြံစိုးကြီးနဲ့မြောက်ပင့်ပြောဆိုကမျိုးသိပ်ပြီးလက်ထွက်လာခဲ့လိုက်ပါတယ်။စစ်သားတွေတောက်စားမှုရစ်ပြီးတတိလွတ်နေမဲ့အချိန်ကိုစောင့်ဆိုင်းနေခြင်းပဲဖြစ်ပါတယ်။ဘိုးကြီးကသူ့ရဲ့ရုံခန်းထဲကိုပြန်လဲရောက်လာတဲ့အခါမှာတော့အခန်းထဲမှာတက်ကြကြီးဝမ်းဟာအရင်ဆုံးရောက်နေနေတာကိုမတင်မှတ်ပဲတွေးလိုက်ရပါတယ်။တက်ကြကြီးဝမ်းဟာလက်ထဲမှာဂျွန်နီဝေါကအရက်ပလင်းကိုကင်ထားရင်းဘိုးကြီးကိုစူးစမ်းနေတဲ့မျက်လုံးတွေနဲ့စောင့်ကြည့်နေတာပါ။သူဟာဘိုးကြီးရဲ့လေတံအပြောင်းလဲကိုမတင်ကြတာကြောင့်ခမရကဒီလောက်ထိသဘောကောင်းတဲ့လူမဟုတ်ပါဘူး။ဒီညလူတွေကိုစားတော့တွေလကားကျွေးပြီးပျော်ခိုင်းနေတာနောက်ွယ်မှာဘာအကြံဆိုးရှိနေလို့လဲဆိုပြီးအကဲခတ်တဲ့လေတံနဲ့ဒေရိုကြီးမေးမြန်းလိုက်ပါတယ်။ထိုမင်းကွန်းကြောင့်ဘိုးကြီးရဲ့ရင်ထဲမှာတော့တိတ်ကနေဖြစ်သွားပေမဲ့မျက်နှာမပြတ်ပဲသူဟာဇပွဲပေါ်မှာတင်ထားတဲ့ဂျိုလူဘုံကိုတက်ကြကြီးဝမ်းမမြင်အောင်ပန်းနဲ့စွာအရင်ကွယ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဘာမှမဖြစ်သလိုဟန်ဆောင်ကမင်းတို့အဖွဲ့ကိုငါတကယ်ကျေးဇူးတင်လို့လုပ်ပေးတာပါဆိုပြီးမှင်ပါပါနဲ့ပြောလိုက်ပါတယ်။ပြီးတော့တက်ကြကြီးဝမ်းကင်ထားတဲ့ရက်ပလင်းကိုမင်းကိုပြရင်ဒီရက်ပလင်းကိုသာယူပြီးမင်းနဲ့သွားပြောလိုက်စမ်းပါလို့အေးစီပဲပြောကအခန်းထဲကနေခတ်တော့နှင်ထုတ်လိုက်ပါတော့တယ်။စခန်းအတွင်းမှာစစ်သားတွေတောက်စားမှုရစ်ပြီးသတိလွတ်နေစဉ်ကျောင်းစွနဲ့မင်းချောင်တို့ကအမောင်လူတွေကိုအကာအကွယ်ယူပြီးတိတ်ဆိတ်ဝင်ရောက်လာကြပါတယ်။သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ဒေါ်လာတန်းကြီးတင်ဆောင်ထားတဲ့ထရက်ကားကြီးကိုရှာဖွေတွေ့ရှိသွားတဲ့အချိန်မှာတော့ကားနောက်ခန်းထဲမှာပတ်စံတွေအပြည့်ရှိနေတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကားကြီးအခန်းထဲကိုအလော်ကြီးရှာဖွေတဲ့အခါမှာတော့လွတ်မြောက်ဖို့အဓိကကျတဲ့ဂျိုလူဘုံကိုတွေ့ရှိရပေမဲ့စိတ်ပြက်စရာကောင်းလောက်အောင်ပျက်စီးနေပြီဖြစ်ပါတယ်။ထိုစဉ်မှာပဲကားနောက်ကိုဂိုတော်မှုရုတ်တရက်ရောက်ရှိလာတာကြောင့်မင်းကြောင်ကတနက်နဲ့အသင်းချိန်ရွယ်ပြီးဂိုတော်မှုကတနက်ပြောင်းဝအောက်မှာတကူလုံးတုံရင်နေပြီးငါ့ကိုမတက်ပါနဲ့လို့အသေးအတန်တောင်းပန်နေရပါတယ်။ခဏအကြာဘိုးကြီးရောက်လာတဲ့အခါမင်းကြောင်ကဘလူဒီဘုံကိုပေးရန်တောင်းဆိုလိုက်ပြီးဘိုးကြီးကထွက်ပြေးတာကြောင့်ကားကိုဘတ်ဆုပ်ပြီးလိုက်တိုက်ကလဲကျသွားတဲ့ဘိုးကြီးလက်ထဲကနေဂျိုလူဘုံအစ်စ်ကိုမင်းကြောင်ကလူယူနိုင်ခဲ့ပါတယ်။
တစ်ဖက်ကသွေးစွန်းတဲ့ကစားကွင်းခန်းထဲမှာတော့ဂျောင်ဆူရဲ့ခဲဟိုတို့တုံမန်းအုပ်စုဟာဇွန်ဘီတီရဲ့အသေးအံမဲလိုက်ခြင်းကိုခံနေရပါတယ်။သူအသက်ရှင်ဖို့မျှော်လင့်ချက်မဲ့ပြီးအသက်သေဆုံးတော့မယ်လို့ထင်တဲ့အခိုက်အတန့်မှာပဲဂျောင်ဆူကတနက်နဲ့ရောက်ရှိလာပြီးပဝင်းချင်းကဇွန်ဘီတွေကိုအစီအပြစ်ကရှင်းလင်းပေးလိုက်ပါတယ်။အဲဒီနောက်ဂျောင်ဆူဟာမီဂိုဘုံတွေကိုအသုံးပြုပြီးဇွန်ဘီတွေရဲ့အမြင်အာရုံကိုမျက်ခြေဖြတ်ခဲ့တယ်လို့အပေါ်တက်ကိုတက်တဲ့ဒကမာကြီးရှိရကိုမိကြီးပြတ်တဲ့အခါမှာတော့ဆူရှာတဲ့အလင်းတန်းကြောင့်ဖုတ်ကုံတွေအလုံးချင်းနဲ့တက်သွားအောင်လမ်းကြောင်းလွှဲပေးနိုင်ခဲ့ပါတယ်။ဇွန်ဘီတွေကအပေါ်တက်စကန်အတီတားဆီးမရနိုင်အောင်တိုးဝှေ့တက်လာတာကြောင့်စကန်တစ်ခုလုံးရောက်ရက်ခတ်သွားပြီးငရဲပွက်သလိုကမောက်ကမဖြစ်သွားကဂျောင်ဆူလက်အကိုဖြစ်သူကိုကယ်ပြီးထွက်ပြေးဖို့လှုံ့ဆော်ခဲ့ပေမဲ့အခြေအနေကိုရင်းမိသွားတဲ့တက်ချက်ကြီးဟွမ်းရဲ့လက်နက်ကင်အဖွဲ့ဟာနောက်ကနေအညိုတကြီးနဲ့လိုက်လံပစ်ခတ်နေတာကြောင့်လမ်းတနေရာမှာတင်ဂျောင်ဆူတို့အဖွဲ့ညှက်မိသွားပါတယ်။အရေးကြုံတဲ့ချိန်မှာတော့အကိုဖြစ်သူကလဲကျနေရကနေအသေးအတန်ရုံးကန်ပြီးလမ်းမေးကတနက်တလက်ကိုလမ်းယူပေးကရှေ့ကရန်သူချို့ကိုပြစ်ခတ်ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ကနေကောက်ချစ်စွာရောက်ရှိလာတဲ့တက်ချက်ကြီးဝမ်းရဲ့ကြီးစံကြောင့်ဂျောင်ဆူရဲ့အကိုကနေရာမှာတင်အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။မိမိရဲ့မိသားစုဝင်တဦးကိုမျက်စိရှိမှနဲ့ဒုတိယကြိမ်ထပ်မံဆုံးရှုံးလိုက်တဲ့ဂျောင်ဆူဟာစိတ်ပိုင်းဆိုင်ရာပြိုလဲသွားပြီးရန်သူတွေကြားမှာဘာလို့ရမှန်းမသိတောင်းအန်းကြီးရပ်နေမိပါတယ်။အဲ့ဒီအချိန်မှာပဲကားမောင်းကျွမ်းကျင်လာတဲ့မင်းကြောင်ဟာကားကိုအရှင်ပြေးသာမောင်းနေလာပြီးရန်သူတွေကာယံထားတဲ့နေရာကိုဘုံဝင်နဲ့ဝင်တိုက်ကအကာအကွယ်ပေးလိုက်ပါတယ်။မင်းကြောင်ကသတိပြန်ဆွဲသားဂျောင်ဆူလို့ကျဲလောင်သောအော်ဟစ်တတိပေးပြီးကြောင်အန်းနေတဲ့ဂျောင်ဆူကိုကားပေါ်အတင်းဆွဲတင်ကလက်နက်ကန်နေတဲ့ဇွန်ဘီတွေဝိုင်းထားတဲ့ငရဲစကန်အတွင်းကနေဂျကိုဂျကဲကဲထုတ်မောင်းနေရင်ထွက်ပြေးနိုင်ခဲ့ပါတယ်။ငရဲစကန်အတွင်းကနေလွတ်မြောက်လာတဲ့ဂျောင်ဆူနဲ့မင်းကြောင်တို့ရဲ့နောက်မှာတော့ဒေါသအလေးလေးထွက်နေတဲ့တက်ချက်ကြီးဝမ်းနဲ့၎င်းရဲ့လက်နက်ကန်အဖွဲ့ဟာကားအုပ်စုလိုက်ကြီးနဲ့မစိုးမနစ်တောက်လျှောက်လိုက်လံပစ်ခတ်ပါတော့တယ်။အသက်လူပြေးရတဲ့ဒီကားမောင်းအရှင်ပွဲကြီးမှာမေချောင်းရဲ့အမကန်ကားမောင်းဆွမ်းရည်နဲ့ဂျောင်ဆူရဲ့တီးချလာတဲ့တနက်ပစ်ချံတွေကြောင့်နောက်ကနေလိုက်လာတဲ့တက်ချစ်ကြီးဝမ်းနဲ့ကားတွေကလမ်းမပေါ်ကိုလွင့်ဆဲကဒစီပတီတီပွဲကြေပျက်စီးပြီးရှင်းလင်းခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့အဓိကဘီလီယံကြီးဖြစ်တဲ့တက်ချစ်ကြီးဝမ်းရဲ့ကားတစ်စီးသာဇွဲကောင်းကောင်းနဲ့အနီးကပ်လိုက်ပါလာပါတယ်။ဂျောင်ဆူဟာတက်ချစ်ကြီးဝမ်းကိုအပိတိုင်အဆုံးစီရင်ဖို့အတွက်အပေါ်တန်းမှာဖုတ်ခေါ်နေအပြည့်စုံပိတ်မိနေတဲ့အလင်းလုံးနေတဲ့အမှန်တကားသားကိုကားကိုဥတီမောင်းနေမှုမင်းကြောင်ကိုပါးနှစွာအမိန်ပေးလိုက်ပါတယ်။ကားကမှန်တကားအောက်ခြေလမ်းမကြီးတိုင်းအရှိန်ပြင်းမောင်းနေသွားတဲ့အချိန်မှာတော့ဂျောင်ဆူကပရင်ပေါက်ကနေကိုကိုထွက်ပြီးအပေါ်ကမှန်ချက်တွေကိုတနက်နဲ့တိတိကျကျတစ်ချက်ချင်းချိန်ရွယ်ပစ်ခတ်ကလမ်းကြောင်းဖောက်ပြီးသူတို့နောက်ကနေကတ်လိုက်လာတဲ့တက်ချက်ကြီးဝမ်းတို့ကားအောက်ကိုရောက်ရှိလာတဲ့အခိုက်အတန့်မှာတော့ဂျောင်ဆူပစ်ခဲ့တဲ့မှန်ချက်တွေဟာဘုံဝင်နဲ့အကွဲပြီးအပေါ်မှာပိတ်မိနေတဲ့ပုတ်ခွန်အော်ကြီးဟာတက်ချက်ကြီးဝမ်းရဲ့ကားပေါ်ကိုအလုံးရင်းနဲ့ပြိုကျလာပါတော့တယ်။အမောင်လူထဲမှာပိတ်မိနေလို့စာလောင်မှုသိမ့်နေတဲ့ဖုတ်ကောင်တွေဟာတက်ချက်ကြီးဝမ်းနဲ့၎င်းရဲ့အဖွဲ့သားတွေကိုကားပေါ်ကနေဆွဲထုတ်ပြီးပညာမတဝါမျိုးကရက်ဆက်လာတဲ့လူသားရိုင်းတွေကို၎င်းတို့ရဲ့ကံကြမ္မာအတိုင်းပဲသွေးတဲ့အပိဓာလက်ဆက်တက်ပေးလိုက်ပါတယ်။တက်ချက်ကြီးဝမ်းတို့ရှင်းလင်းခံလာပြီးရဲ့နောက်မှာတော့ဂျောင်ဆူကရန်သူအားလုံးကိစ္စင်သွားပြီးလို့ထင်မှတ်ခဲ့ရာတက်ပြင်းချနိုင်ခဲ့ပါတယ်။သူကလက်ရှိကင်ထားတဲ့ဂျိုဒီဖုန်းနဲ့တရုတ်ခိုင်းသားတွေကိုနောက်10မိနစ်နေရင်အင်ဂျိုးစိတ်ကန်းကိုရောက်မယ်လို့အကြောင်းကြားပြီးစိတ်အေးနဲ့ပန်းနိုင်စီကိုဥတီမောင်းလင်းနေခဲ့ပါတယ်။ဒါပေမဲ့သူတို့မသိတာကကဘာပြက်ကရဲ့အဆိုးဝါးဆုံးသစ္စာပေါက်ကစိတ်ကန်းဝါမှာသွေးနဲ့စောင့်ကြုံနေတယ်ဆိုတာပါပဲ။သူတို့စိတ်ကန်းအဝင်ရှေ့ကနေမောင်းနေတာနဲ့ကလေးမလေးယူချင်းတို့ရဲ့ကားကိုကားသီးကအရှင်ပြင်းပြင်းနဲ့ဝုန်းကနေဝင်တိုက်ပစ်လိုက်ပါတယ်။ကားပေါ်ကနေတနက်ကိုအသစ်ပြင်ပြီးဒေါသတကြီးဆင်းလာသူကတော့ဘိုးကြီးဆန်းပဲဖြစ်နေပါတယ်။ဘိုးကြီးကကားပေါ်ကကလေးမလေးအွန်ဂျူကိုတနက်နဲ့အသင်းချင်ရွယ်ပြီးတစားကံအဖြစ်အတင်းအဓမ္မဖမ်းဆီးကဂျောင်ဆွနဲ့မင်းကြောင်တို့ကိုမင်းတို့တနက်တွေအခုချစမ်းဘေးကိုလွှင့်ပစ်လိုက်စမ်းလို့အမေပေးချင်းချောက်လိုက်ပါတော့တယ်။အချိန်နေရလုံးဝစိုးရိမ်စရာကောင်းသွားပြီးအဖိုးဖြစ်သူနဲ့ယူချင်းတို့ကဘိုးကြီးရဲ့အာယုံကိုလွှဲဖို့အတွက်၎င်းတို့ရဲ့အစွမ်းထက်တဲ့အလင်းတောက်ပလာတဲ့ကစားစရာကားလေးကိုအသုံးပြုပြီးလမ်းလွှဲဖို့အသေးအံကြိုးစားလိုက်ကြပါတယ်။ဒါပေမဲ့ပါနလာတဲ့ဘိုးကြီးကကစားစရာကားကိုမြင်သွားပြီး၎င်းတို့စီကိုရဲရဲဆက်ဆက်တနက်နဲ့လှမ်းပစ်လိုက်ပါတယ်။ဘိုးကြီးဆန်းဟာဒါတွေမကသေးပဲထပ်မံခုခံလာမှစိုးရိမ်တာကြောင့်ကလေးမေမင်းကြောင်ရဲ့ခြေထောက်ကိုပါတနက်နဲ့သွေးသာထပ်မံပစ်ခတ်လိုက်ပါတယ်။အားလုံးသွေးပြက်ပြီးလဲကျနေတဲ့အချိန်မှာတော့ဘိုးကြီးကဒေါ်လာတန်းကြီးတင်ဆောင်ထားတဲ့ကားကြီးကိုလူယူကစိတ်ကမ်းမှ၎င်းလွတ်မြောက်ဖို့စောင့်ဆိုင်းနေတဲ့တရုတ်ခိုင်းကောင်းဆောင်တွေရှိရာတင်မောစီကိုရက်ဆက်စွာမောင်းနဲ့ထွက်ခွာသွားပါတော့တယ်။တစ်ဖက်မှာတော့ဒေါ်လာတန်းကြီးတင်ဆောင်ထားတဲ့ကားကြီးနဲ့အတူစိတ်ကမ်းမှစောင့်နေတဲ့တရုတ်ခိုင်းသားတွေရဲ့တင်မောဘော်ကိုဘိုးကြီးဆန်းတယောက်အော်ပြင်းစွာဆိုက်ရောက်လာပါတယ်။တင်မောဘော်ကတရုတ်ခိုင်းသားတွေကကားနောက်ခန်းထဲကငွေတစ်တာတွေကိုဖွင့်လှစ်စစ်ဆေးကြည့်ရဲ့အခါမှာတော့ဒေါ်လာအစ်စ်တွေဖြစ်ကြောင်းတေချာသွားခဲ့ပြီးဘိုးကြီးက၎င်းလွတ်မြောက်ပြီလို့အထင်နဲ့စိတ်အေးသွားတဲ့အခိုက်အတန့်မှာပဲရက်ဆက်လာတဲ့ခိုင်းသားတွေကဘိုးကြီးကိုအပြုံးမပြတ်အေးစစ်စစ်နှုတ်ဆက်လိုက်ပြီး၎င်းတို့ရဲ့ခါးကြားကနေတနက်ကိုချက်ချင်းဆွဲထုတ်ကဘိုးကြီးရဲ့ရင်ဘတ်ကိုသွေးလာစွာပြစ်ကတ်အဆုံးသတ်ပေးလိုက်ပါတယ်။ကြည်စံမှန်ပြီးတေးရဆဲဆဲဖြစ်တဲ့ဘိုးကြီးက၎င်းလည်းကယ်တင်ခြင်းမရပဲတစ္ဆာဖောက်ခံလိုက်ရပြီဖြစ်ကြောင်းသိရှိသွားတဲ့အခါမှာတော့မေလုံးလေးနီးနှမ်းပြီးဒေါသအလေးလေးထွက်လာပါတော့တယ်။သူဟာအသက်ငယ်နေတဲ့အားရင်နေတဲ့ကားရဲ့ဂီယာကိုဘက်ဂီယာချက်ချင်းပြောင်းလိုက်ပြီး၎င်းရဲ့သွေးစွန်းနေတဲ့ဦးကောင်းနဲ့ဟိုးကိုအတင်းဖိနေကလီဗာကိုအစွမ်းကိုတစုံနှင်းချလိုက်ပါတော့တယ်။ကားကြီးဟာသင်္ဘောရဲ့ကိုယ်တကားဝါကိုပိတ်ဆို့ပြီးနောက်ပြန်ဆုတ်သွားသလိုစိတ်ကန်းတစ်ခုလုံးကိုဝန်းနဲ့အကျယ်ကြီးကစတိုက်မြည်ရှိသွားပါတယ်။
အတန်နောက်ကိုမရမကအမဲလိုက်တဲ့ဖုတ်ကောင်အုပ်ကြီးဟာစိတ်ကန်းတစ်ခုလုံးကိုဟိမ့်ထွက်သွားတဲ့ကားဟုံးတန်ကြောင့်မျက်လုံးတွေနီးမြန်းသွားပြီးတင်မောရှိရာစီကိုအဝေးကနေဝုန်းတိုင်းပြေးဝင်လာကြပါတော့တယ်ဖုတ်ကောင်တွေဟာတင်မောဘုကိုအလုံးရင်းနဲ့တိုးဝေးရောက်လာကြပြီးနောက်ဆုံးမှာတော့လောဘစိုးတက်ပြီးကောက်ကြည့်ခဲ့ကြတဲ့ဘိုးကြီးနဲ့တရုတ်ခိုင်းကောင်းသားတွေအားလုံးဟာဒီတင်မောကြီးတွင်းမှာပဲဖုတ်ကောင်တွေလက်ချက်နဲ့တယောက်မကျန်ဆက်သိမ်းသွားရပါတော့တယ်စိတ်ကန်းတစ်ခုလုံးသွေးကြောင်းစီပျက်စီးသွားတဲ့နောက်မင်းကြောင်နဲ့ဂျောင်းစုတို့မိသားစုဟာ UN ကလေးရဟန်းရဲ့တစည်းကောင်းကင်မှာပြတ်တန်းသွားနေတာကိုမမျှော်လင့်ပဲတွေ့ရှိလိုက်ရပါတယ်၎င်းတို့ဟာနောက်ဆုံးမျှော်လင့်ချက်အနေနဲ့လက်ထဲမှာမိကြည်တန်တစ်ချက်ကိုကောင်းကင်ရံကိုအချက်ပြပစ်ဖောက်လိုက်ပါတယ်ကံကောင်းထောက်မစွာနဲ့ပဲရဟန်းရင်ဘော်ကကဲ့တဲ့ရဲ့အဖွဲ့ဟာထိုအလင်းနှက်ကိုမြင်သွားပြီးစိတ်ကန်းစီကိုဆင်းသက်ဖို့ပြင်ဆင်ကြပါတော့တယ်ဒါပေမဲ့ဆူရှာတောက်ပတဲ့မိကြီးအလင်းတန်းကြောင့်ပဝင်းကြီးကဖုတ်ကောင်တောင်းတဲ့ချီဟာလည်း၎င်းတို့ရှိရစီကိုအရှိန်ဟုန်နဲ့ထပ်မံဝိုင်းဝန်းလိုက်ကြပါတော့တယ်ဖုတ်ကောင်တွေဟာ၎င်းတို့နဲ့ရဟန်းရင်ကြားကိုပိတ်ဆို့လာတာကြောင့်ခြေထောက်မှတနက်တန်ရရရှိထားတဲ့မင်းကြောင်ဟာသူ့ပိုင်အားလုံးတေချာရမယ်ဆိုတာကိုရိပ်မိလိုက်ပါတယ်မင်းကြောင်ဟာကလေးတွေကိုလွတ်မြောက်ဖို့အတွက်မိခင်စိတ်နဲ့အနစ်နာခံဆုံးပြက်လိုက်ပြီးငါသမီးတို့ကိုခေါ်ပြီးအမြန်ပြေးပါတော့လို့ဂျောင်းစုကိုအော်ဟစ်မှာကြလိုက်ပါတယ်အဲဒီနောက်မှာတော့သူမဟာလမ်းပေါ်ကကားတစ်စီးပေါ်ကိုချက်ချင်းတက်သွားပြီးကားအုပ်ကိုအဆက်မပြတ်တီးလိုက်ကဒီကိုလာကြသားလို့အော်ဟစ်ရင်ဖုတ်ကောင်တွေကိုသူမစီကိုရောက်အောင်အသက်နဲ့ရင်းပြီးဆွဲခေါင်လိုက်ပါတယ်ကျောင်းစုကကလေးနှစ်ယောက်ကိုဆွဲခေါ်ပြီးရဟန်းရင်သားကိုရောက်ရှိသွားပေမဲ့ဂျွန်အီနဲ့ယူဂျွန်းတို့ကလေးမလေးနှစ်ယောက်ကကားပေါ်မှာဖုတ်ကောင်တွေပိတ်ဆို့ခံထားရတဲ့သူတို့ရဲ့အမေကိုကယ်ပေးဖို့ငိုယိုပြီးတောင်းပန်နေကြပါတယ်ထိုမြင်ကွင်းကလွန်ခဲ့တဲ့၄နှစ်ကသူချစ်ရတဲ့အမနဲ့တူဖြစ်သူကိုဘာမှမလုပ်ပေးနိုင်ပဲစွန့်မြစ်ခဲ့ရလို့အသက်ဆုံးရှုံးခဲ့ရတဲ့ကြေခွဲတဲ့တေဟောင်းကြီးကိုကျောင်းစုရဲ့ခေါင်းထဲမှာပြန်လဲမြင်အောင်လာစေပါတယ်ကျောင်းစုဟာဒီတစ်ချိန်မှာတော့အတိတ်ကလိုအားနည်းသူအဖြစ်မခံတော့ပဲမိသားစုကိုကယ်တင်မှုအတွက်ရဟန်းရင်ပေါ်ကနေပြန်လဲငိုရှိုးဆင်းသက်လာခဲ့ပါတော့တယ်ကျောင်းစုဟာတနက်နဲ့မင်းကြောင်ရဲ့ကားပတ်ပတ်လေကဖုတ်ကောင်တွေကိုတိကျပြတ်သားတာတစ်ချက်ချင်းပြစ်ခတ်ချေမှုန်းပေးလိုက်ပါတယ်သူဟာတင်မင်းတမကွင်းမြင့်ကြီးတွေကိုကိုယ်တိုင်တိုးဝင်သွားပြီးဇွန်ပီးတွေကြားကပိတ်မိနေတဲ့မင်းကြောင်ကိုလမ်းကြောင်းရှင်းကအရောက်သွားပြီးကယ်တင်နိုင်ခဲ့ပါတယ်။ကျောင်းစုဟာဒဏ်ရာနေတဲ့မင်းကြောင်ကိုပွေ့ချပြီးကလေးတွေစောင့်နေတဲ့ရဟန်းရင်ဘော်ကိုအချိန်မီအရောက်ပြေးတက်လာခဲ့ပါတော့တယ်။ရဟန်းရင်ကြီးကဖုတ်ကောင်တွေရဲ့လက်လက်မမီနိုင်တဲ့ကောင်းကင်ရံကိုတရွေ့ပြတ်တက်သွားပြီးလင်းနဲ့ကြာငရဲကြခဲ့တဲ့ကိုရီးယားကျွန်းတွေကိုအနောက်မှာထားရစ်ကကျောင်းစုတို့မိသားစုသွေးချင်းဆက်ပြီးလွတ်မြောက်သွားခြင်းနဲ့အတူဒီဇလန်လေးရအောင်မြင်စွာပြီးဆုံးသွားပါတော့တယ်။